မင်းကလူတယောက်ကိုတတ်ခဲ့ပြီးအဲ့ဒီအကြောင်းကိုဖုံးတော်ကြီးတစ်ပါးထံမှာတွားရောက်ဝန်ခံခဲ့မယ်ဆိုရင်အဲ့ဒီဖုံးတော်ကြီးဟာဘသူကိုမှဘယ်တော့မှထုတ်ဖော်ပြောဆိုခွင့်မရှိပါဘူးဒါကိုနောင်တရဲ့ဝန်ခံခြင်းဆိုင်ရာတစ်စိတ်ခတ်နေခြင်းလို့ခေါ်ပြီးအဲ့ဒီလူဝချက်ကိုဖောက်ဖျက်တဲ့ဖုံးတော်ကြီးဟာခရစ်ယာန်အသင်းတော်ကနေထာဝရအထုပယ်ခံရမှာဖြစ်ပါတယ်ဒါပေမဲ့မင်းကအဲ့ဒီဖုံးတော်ကြီးရဲ့မိခင်အရင်ကိုတတ်မယ်လို့ဝန်ခံခဲ့ရင်ရောအဖြေကတော့အတူတူပါပဲဖုံးတော်ကြီးဟာနှုတ်ဆက်နေရအောင်ပါပဲသူ့မိခင်ကိုတတိပေးလို့မရဘူးရဲကိုအကြောင်းကြားလို့မရဘူးသူ့မိခင်ကိုကာကွယ်ဖို့အိမ်ရှိမှာတောထိုင်နေလို့တော့မရပါဘူးဘာလို့လဲဆိုတော့သူလှုပ်ဆောင်လိုက်တဲ့ဘဲလို့ရမဆိုဟာသူချားခဲ့ရတဲ့လှုပ်ဝက်ချက်ကိုပေါက်ကြားစေနိုင်လို့ပဲဖြစ်ပါတယ်ကဲနောက်ထပ်ပိုထူးဆန်းတာတစ်ခုကတော့တကယ်လို့ဖုံးတော်ကြီးတစ်ပါးကအဲ့ဒီလှုပ်ဝက်ချက်ကိုဖောက်ဖျက်မိလို့တခြားဖုံးတော်ကြီးတစ်ပါးစီမှာတွားရောက်ဝန်ခံနေရောအဲ့ဒီဒုတိယဖုံးတော်ကြီးကလည်းဘသူကိုမှပြန်ပြောလို့မရပြန်ပါဘူးဘာလို့လဲဆိုတော့အခုအဲ့ဒီဝန်ခံချက်ကလည်းလှုပ်ဝက်ချက်အဖြစ်တစ်စိတ်ခတ်နေချင်းခံလိုက်ရပြီမို့လို့ပါပဲ